ကြေးကြောမီရဲ့ကြေးဟုတ်တယ်ကြေးပြောတဲ့ကြေးပွဲဆော့လို့ရနော်အခုသူကအပျော်ပေါ့တဲ့လက်ကားဆော့ရတယ်ဆိုတာကြေးပွဲဆိုဆော့လို့ရပါဒါဆော့လို့ရပါတယ်ကြေးပွဲဆော့ခြင်းညီကိုလေဆော့လို့ရပါဒါဆော့လို့ရပါတယ်ကြေးပွဲဆော့ခြင်းညီကိုလေဟိုနေ respect မရှိဘူး5% by ဆော့အောင် Masman 3 ကောင်ကြီးပစ်တာလေဖန်နီရဲ့အားရအောင်ရှော့ Masman 3 ကောင်ကြီးပစ်တာတော့ဒီဘက်ကအဆင်မပြေဘူးလीနော်အကောင်း AFK လား Mr. G မင်း respect မရှိအကောင်လည်းဘာကောင်ပစ်ကြလဲခံကြားဖပစ်တာထားရတော့ဖန်နီရောကောက်ပြီး expire ရကောက်ခွင့်လာရှော့ Okay ကျွန်တော်ဟိုကြည့်ရမယ်ကျွန်တော် EAP လိမ့်မှာတော့ကန်ဂိုးလိမ့်မှာတော့6နဲ့မားနေမလို့လိမ့်နေမှာဘာကောင်းလေအေးရေးမဝဘူးလားလိမ့်နေမားနေ6ကတော့အေးလိမ့်နေမားနေ Okay လက်စလီရဲ့6နဲ့ထိရမယ်ကျွန်တော်ဟန်လာပြီးနဲ့ကန်ချာနဲ့ထိရမှာဗျကျွန်တော်ဖန်နီရဲ့ဘက် Okay ဖန်နီဘက် Okay လက်စလီရဲ့6နဲ့ထိရမယ်ကျွန်တော်ဟန်လာပြီးနဲ့ကန်ချာနဲ့ထိရမှာဗျကျွန်တော်ဖန်နီရဲ့ဘက် Okay ဖန်နီဘက်ရဝိုင်းဘိုင်းဆွဲပါလေကောင်းတယ် play shot ပြစ်ထားပြီ Okay ချက်ရပါဦးကောင်းတယ်ဝါခရီတော့ဒီကရမလဲချက်ကြည့်ရမယ်ဒီဘက်ကဟာခရော့ကစား high ပါမင်းတို့အမဟုတ်ပါလူက high ပါမင်းတို့လုံးလိုက်ဆန်းကြီးမလုပ်ကြနဲ့သူ့ဘက်လာသူကိုင်းသွားတယ်ဆိုဒီဘက်ပြီးခေါ်သွားတယ်ဟုတ်မယ်ဟုတ်ဒီဘက်ပြီးကျွန်တော်စာပါ ID ချပြီနော်စာပါ ID နဲ့ဝင်လာနော်စာပါ ID ဝင်လာခဲ့ပါကဲကျွန်တော်လူကဖန်ကျွန်တော်ဖန်နေချက်တော့ကြည့်ရမာစတာကီလို့ပြောတယ်မာစတာကီလို့ပြောတာဒီတယောက်ရဲ့ဟိုနာမည်ကလုံးဝစားရနော်ဘာပုံကြီးလဲလို့ဒီတယောက်ရဲ့နာမည်ကဘာပုံကြီးလဲလောက်ကြအောင် Okay ချောင်းနဲ့လက်စရီOkay ဘာလို့ဝိုင်းနိုင်မလား Okay ကန်ထားရဖလီက3နဲ့ Okay စီဝန်တော့3% Okay ကောင်းတယ်တွေးတော့ကိုင်းသွားပြီတော်လိမ့်မှာနှစ်ယောက်တယောက်ဆိုလုံးတော့မလွယ်ဘူးကန်ကြဟန်းတော့ Okay ခန်းဒီဆွဲရမလား Okay 1k ရပါပြီ Okay တန်သွားပြီ Okay 5 plus တော့ရထားပြီအနည်းဖန်ရ5 plus ရထားတယ်ချက်ကြည့်ရမယ်မလေးမှာမော်စကိုနဲ့တကယ်ချင်းဖြစ်ပြီးသားပဲဟုတ်လားတကယ်ချင်းဖြစ်ပြီးသားကိုခေါ်မယ်နော်တကယ်ချင်းဖြစ်ပြီးသားကိုခေါ်မယ် Okay ဖန်ဘာလို့မလဲโอ้ကောင်းနေရောက်ရင် like ကောင်းပါပြီကိုရတော့ကြည့်လို့ကောင်းတယ်ဗျာပထမကျွန်တော်2မိနစ်မှာပဲနဝအနေနဲ့ကလုံးဝတူးနေနဝမပြတ်ဘူးနော်နဝ100တော့မပြတ်ဘူးနော်တော်လေးပါလို့ချက်ကြည့်ရကောင်းတော်လေး Okay ဆွဲတယ်ကလစ်ကရမတော့ဘူးဘာဆက်ချင်ကောင်းပါပြီရမလားမရောက်ပြီကောင်းဟန်လာပြီးဒမ်းကိုထွက်တယ်နော်ညောင်ကြီးကိုကြာတော့ပြီလေတိုက်ကုန်ပြီလေတိုက်သွားပြီလေတိုက်နွားကြီးမဟုတ်တိုင်းကြာသွားပြီတော်လေး Okay ဆွဲတယ်ကလစ်ကရမတော့ဘူးဘာဆက်ချင်ကောင်းပါပြီရမလားမရောက်ပြီကောင်းဟန်လာပြီးဒမ်းကိုထွက်တယ်နော်ညောင်ကြီးကိုကြာတော့ပြီလေတိုက်ကုန်ပြီလေတိုက်သွားပြီလေတိုက်နွားကြီးမဟုတ်တိုင်းကြာသွားပြီဒီကတိုက်တာဟုတ်လို့ကန်ကြာလှုပ်ချင်နေရနော်အေးကရော့ကစားကန်ကြာတကယ်ကိုလုံးမဲ့ပုံစံ solo player အေးကန်ကြာကိုနိုင်ချင်နေကန်ကြာကိုရမလားချက်ကြည့်ရမယ်ဘာမှတော့ရမသွားဘူးခဲ့Okay ဖန်နီကောင်းတယ်သွားရှော့ဖန်နီ idea ဘယ်သူ့ကိုသွားကြွေးရလဲလို့ပြောင်းနေနေပြီရော Nice ရောဟန်နာဘီကအာလီကြီးမှာဒမ်းမေအဲ့လောက်ထွက်လာရအောင်ဒမ်းမေထွက်တယ်နော်သွားရှော့လို့မရငလေကြည့်ရတာသင်ကြည့်ပါလေ Moscow
ရောတတ်တယ်ဝမ်းစက်ဒိန်းဆိုမရဘူးရှောအောက်လေးမှာချောင်းလက်ကချောင်းမော်စကိုတဲ့ကောင်လေးနေရာဝိုင်းကျုံနေတယ်နေရာဝိုင်းကျုံနေတာပါတုံးတာပါကောင်းနေဖန်ကြီးကျိုးဆွဲကောင်းတယ်နော်အားကြောင့်ကျိုးရီလျှောက်ဆွဲနေလို့ကျိုးရီနှမျောကြကြီးကောင်းသွားပြီတိုက်ဝဲချိုးတယ်2 man stand oh nice ဘေးရပြင်ခွေးဒီကောင်းတာကြီးလားမတေးဝဘူးဖန်ကြီးကတော့ပြန်ချပေးလိုက်ရတယ်ကောင်းတယ်ဗတ်တဲထားနော်တစ်ဖက်ကမက်စဖန်က3ကောင်ဆိုလိတ်ကိန်းမှာ short ရှိရဒီဘက်ကတယောက်2 man stand ဒါပေမဲ့ backup မပါဘူးbackup မပါဘာမှလုပ်လို့မရဘူးလိတ်ကိန်းမှာ short ရှိရဒီဘက်ကတယောက်2 man stand ဒါပေမဲ့ backup မပါဘူး backup မပါဘာမှလုပ်လို့မရဘူးတိုက်ခွေနဲ့ကွန်ဘိုလုံးမဲ့ကောင်မပါအောင်တော့တိုက်ခွေတော့ပြစ်တယ်တိုက်ခွေချုပ်ရင်ကွန်ဘိုလုံးမဲ့လို့မပါအောင်ရှော့လက်စလီကဗမာလိုပြစ်နေရှော့ဒီချောင်းကောင်းပါဘူးဖန်ကြီးကကမ်းပေးထားတယ်လူကဝင်ခုတ်တယ်မရဘူးကြောက်ရင်ဒါဖန်ကြီးလွတ်သွားပြီမလွတ်ဘူးကောင်းနေဒီကောင်းနေသူတို့တရားတစ်ဖက်ထဲနေဒါနောက်ဘက်ဝင်ရဲ့အဲ့ကောင်မတုံးရနောက်ဘက်ဝင်အိုးမရဘူးကောင်းတယ်တကယ်ကောင်းပါလေတကယ်ကောင်းပါဟာရှောလက်စလီကဗမာလိုကြီးတော့လောက်တာဟုတ်လို့ရှောတော့ကဝက်စတော့အောင်လက်ကြီးရှိရအောင်ဒီလက်ကင်းရအောင်မလားဖန်နီချောင်းပါစက်ဖန်နီဗျာချောင်းကတော့မရတော့ဘူးတွေးစက်ပဲဖန်နီအဲ့ဒီတွေးနေပြေအောင်မယ်โอเคဘေးဘာလုပ်ပါလဲဒီလက်ကချောင်းစူပါစတက်အဲ့ဒီโอเคကောင်းလေဘေးအဲ့ဒီလွယ်ချောအေးဘတ်တယ်ဖြစ်မလားအော်ရုံတားလိုက်တာကွာရုံကြီးဒီစာဆုံးကို YouTube မှာတင်ပေးမယ်နော်ဒီစာဆုံးကို YouTube မှာတင်ပေးမယ်ရောက်ပြီရှောချက်ထောင်းကြီးပြည့်ရပြီချက်မားတယ်ဟိုဘက်ကထောင်တက်အောင်ချက်လာမှာဟိုဘက်ကထောင်တက်အောင်ချောင်းဆက်ကြည့်ရမယ် AYD ချောင်းလို့ပြောတာပဲ AYD ချောင်းလို့ပြောရင်ခန်းဒီကျိုးလွဲနေရဲ့ရှောအဲ့ချောင်းအရင်အရေးကြီးရနော်ချောင်းကကျွန်တော်ဖိလစ်ကာတို့စပေးလို့လွဲရတယ်တန်းပြုတ်လို့ချောင်းပိုင်ဝဲဆွဲနေရှင်တော့ပို့ကတ်ထားတယ် okay team player တကယ်ကောင်းတယ် respect ဒီကဖန်ကြီးကခုနကပဲကျိုးတွေလွဲနေရောဖန်ကြီးကလေကင်းရအောင်တိတ်အဆင်ပြေတော့တေးပါလေလောတစ်ဖက်မှာ2ယောက်3ယောက်ရင်လောဘလူတစ်ဖက်မှာလက်စတီးရလောက်ကြီးဒမ်းမထွက်တောင်မဟုတ်ဘူးကျွန်တော်ပြီးနော်တစ်ဖက်လို့ရအောင်မယ်တစ်ဖက်လို့ရတော့ရအောင်မဖြစ်ဘူးကိုယ်ကပြီးအောင်မဟုတ်ဘူးခန်းဒီဘလူးပဲရနိုင်ပါမလားသွားပြီခန်းကြီးအတမရှိသွားတာဒီကတနိုင်ရှိသွားတာဆိုဒီကတိုင်းအောင်ဟုတ်တယ်မသွားတာဘူးအဲ့ဒါဘာလို့ခန်းကြီးမသွားတာဘာလို့ဒမ်းမထွက်သွားလဲအင်ဖြူသွားတယ်ချောင်းတော့ကြက်လို့ရဘူးချောင်းခန်းကြီးပြက်ဘူးကွာဘာလို့ခန်းကြီးကသွားတာအာမာသွားတာပလိအာမာကြီးသွားတာခန်းကြီးကတော့ချောင်းကန်လို့တော့မပြတ်နိုင်ဘူးတိမ်ဝါရရှောက်ကုန်ပြီတိမ်ဝါရရှောက်ကုန်ပြီတိမ်ဝါရရှောက်ကုန်
လေဂိမ်းတော့မေဂါရှောက်ကုန်တိတ်ဝင်ရှောက်ကုန်ပြီးတော့ပွဲရများတော့နော်ဆန်နေပြတဲ့တဖက်အောင်လည်းတော့ကဲပွဲလေးပြီးသွားပြီတကယ်ကောင်းပါတယ်ကဲနောက်ထပ်ပါချင်းညီတွေဒါကြရအောင်နော်ကျွန်တော်နောက်ဆုံးပွဲပါနော်ဒီခါကနောက်ဆုံးပွဲလေးပါကျွန်တော်ဒီပွဲပြီးမယ်ဆိုတော့နားတော့ပါမယ်ကျွန်တော်အိတ်ချင်နေပါတယ်ကျွန်တော်ညာပိုင်းနေဆောင်းအိတ်နေပါတယ်ကျမ်းမာရေးလိုက်စားမှရတော့မယ်ကဲစောချင်ညီကိုကြီး Mr. J ညီတွေကိုထက်ခေါ်ပြီနော်